ယေရှုကံပုံလေးပြချင်ပါနော်ယေရှုကံပုံလေးတွေကခုကဘာဆိုင်လဲဆိုတော့380စိုက်ပါ19ပါနော်19ပါ93ပါနော်ဒါတော့380တန်းပါနော်380တန်း19လက်မ73လက်မပါနော်380တန်းနောက်မှထောက်ပါတယ်နော်နောက်မှထောက်ပါတယ်ချိတ်ထားပါနော်ဒါကတော့လက်အပ်ထားတဲ့ပုံပါနော်380နှစ်ပုံမှာ380နှစ်ပေါ့နော်ကိုကြိုက်တဲ့ပုံစံလေးကိုရပါတယ်နော်ဒီဖိုးဘွားပုံတတမမီပုံလေးနေမှာကတ်မဆိုရှင်အခန်းတင်တယ်ပါတယ်နော်ကိုပြောလဲခန်းထဲမှာခန်းလာပါနော်လေးကူတာတင်ပါတယ်ကိုချေရတဲ့ဖိုးဘွားဖေးမေနော်မောင်နှမလေးပုံလေးမိသားစုပုံလေးဖြစ်ဖြစ်တာပီပုံလေးဖြစ်နော်လေးကူတာပါခန်းထဲမှာနော်ဒီမျိုးလေးတော်တော်လေးလှပါတယ်နော်ဒီလိုရှိရင်380တန်း250တန်း350တန်းပုံလေးကူးမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီလိုမျိုးplastic လောင်ပြီးတာ4မြောက်6ပုံပေါ့နော်ကျွန်တော်လက်ဆောင်ပေးပါတယ်နော်ဒါတစ်ပုံလက်ဆောင်ပေးရနော်ဒါကြီးပဲတက်ကူးမယ်ဆိုလို့ရှိရင်ကျွန်တော်10ပတ်ယူပါတယ်နော်ကဲအားလုံးပဲအားပေးတဲ့အားလုံးကျေးဇူးအများကြီးတင်ပါတယ်နော်ဒါရီတော့380ပါ